ကဲအားလုံးပဲပေါ့နော်ကျွန်တော် like ကြတော့ like ကြပါလေ short video ခိုင်းနေမှာပဲဝင်ကြည့်လိုက်ပေါ့နော် short video ဝင်ကြည့်လိုက်ဒီညနေမှာကကျွန်တော်တို့80နှစ်ပတ်သေးအနေနဲ့ခွန်ပတ်သေးပေါ့နော်နှစ်ပတ်သေးကအရန်ထဲမှာ sorry အရန်ထဲမှာမဖြစ်တဲ့ဒုအနေနဲ့ပေါ့နော်ဒါနှစ်ပတ်ချင်တဲ့အကိုတွေမှားတွေကဒါကဒုပေါ့နော်ဒုပတ်သေးပေါ့ဒီနှစ်ပတ်ဒီကဒုပတ်ဒီပပတ်ဒီကခွန်ပတ်ဒီပေါ့နော်ခွန်ပတ်ဒီပတ်ချင်တယ်ကိုမှခွန်ပတ်ဒီပတ်ဒီညနေမှာကြီးအချုပ်ကလေးဒီနှစ်ခွန်လေးကိုအခွေအချုပ်ကလေးကိုကျွန်တော်ထိုးစီချင်တယ်ပေါ့နော်နှစ်ခွန်လေးကိုအခွေအချုပ်ကိုထိုးစီချင်တယ်အဲ့ဒီမှာကသူ့ကိုဂျားချောင်ပြီးဒီနှစ်ခွန်လေးကိုအခွေကိုဂျားချောင်ပြီးကြာမယ်ဒါပဲရှိတယ်ဒါမှမဟုတ်နှစ်ခွန်လေးကိုအမှားကိုင်းကျန်တဲ့ကျွန်တော်တို့ဒီကပေါ့နော်9318ပေါ့အဲ့ဒါနဲ့ကတ်ပြီးတော့ထိုးလို့ရှိရင်ကျွန်တော်တို့ဒီညနေမှာလုံပြီပေါ့နော်ခဏလုံပြီပေါ့နော်အကြိုက်တူမှာကစားပါအကိုကြီးမိုင်းနော်ကျွန်တော် short video ပိုင်းတင်ပြီးတဲ့ဆိုတာက like ကခုနကဖုန်းကပူပြီးတော့ပိတ်သွားနော်ဖုန်းကပူပြီးတော့ကျသွားတယ်အဲ့ဒါဆိုတော့အကိုကြီးမိုင်းအတွက်အဆင်ပြေအောင်လို့လေးဆိုပြီးကျွန်တော်ဒီခဏလေးကိုရွေးချယ်ပြီးတော့တင်ပေးလိုက်တာနော်ရွေးချယ်ပြီးတင်ပေးလိုက်တာမနေ့ကောင်ကကြံခဲ့တယ်နေကုန်းမှာဘာမှမကြသေးဘူးဒါနေကုန်းကဟာကြီးနော်နေကုန်းမှာဘာမှမကြသေးဘူးခွန်လည်းမကြသေးဘူးနှစ်လည်းမကြသေးဘူးလေးကိုဝိုင်းကြီးလည်းမကြသေးဘူးကျွန်တော်ဒီမှာလှမ်းပြီးတော့ဗာဖြစ်မလဲလေးကျွန်တော်4ကိုနှစ်ကဲကီးလည်းမကြသေးဘူးခွန်နှစ်လေးလည်းမကြသေးဘူးနှစ်ခွန်လေးကိုအခွေကကောင်းတယ်ပေါ့နော်နှစ်ခွန်လေးကိုအခွေကောင်းတယ်ဒီညနေမှာအဲ့ဒါမှအကြိုက်ရွေးပါဆိုရင်ကျွန်တော်ကဘာကိုရွေးမလဲဆိုရင်နှစ်ခွန်လေးပေါ့ဒီကနန်း3လုံးပေါ့နော်နှစ်ခွန်လေးဒီကနန်း3လုံးကြိုက်တယ်နော်ချော်ထဲမှာပြောပြရနော်နှစ်ခွန်လေးဒီကနန်း3လုံးကြိုက်တယ်ဒီကနန်း3လုံးကိုကျွန်တော်ကခွေထိုးခြင်းဒီထဲမှာအပူးထည့်ထိုးနိုင်တဲ့အကိုဒီမအတွက်ပို့ပြီးတော့အဆင်ပြေရနော်အပူးထည့်ထိုးနိုင်တဲ့ထည့်ထိုးပါနော်အပူးထည့်ထိုးနိုင်တဲ့အကိုဒီမလေးအပူးလေးပါထည့်ပြီးတော့ထိုးပါဗျာနော်အပူးလေးပါထည့်ထိုးပါညနေမှာဒါကချောင်ပိတ်အနေနဲ့ထိုးရတဲ့စိုက်ဆိုတော့ဒါလေးကပို့ပြီးတော့အားတာမှုပို့ပြီးတော့ကောင်းတယ်ဒီနှစ်ခွန်လေးပေါ့နော်ခဏန်း3လုံးနဲ့ပဲခွေခိုင်းတာပါ20ခွန်24 84နော်84ပြီးတော့အပူးကတော့အပူးဆိုရင်လည်းကျင်းနေတယ်ကြားချောင်ပြီးထွက်မှာကျွန်တော်တို့ဒီကထွက်ချင်မှလည်းထွက်မယ်ဒီကနန်းလေးလုံးကလည်းထွက်ချင်မှထွက်မယ်ဒီမှာလာထွက်ရင်ထွက်လိုက်မယ်ကြာကနန်းလေးရပဲထွက်ရင်လည်းထွက်လိုက်မယ်နော်အပူးဆိုရင်လွဲမှာလေဗျာတကယ်လို့အပူးကဒီထက်ကပဲထွက်အောင်မယ်ဆိုရင်ခွန်ဘူးနှစ်ဘူးပေါ့နောက်ကွက်ပဲထိုးရရှိတယ်ခွန်နှစ်9ပေါ့အပူး4ဘူးလေပေါ့နော်ခွန်နှစ်4 9ပေါ့အပူးပေါ့နော်ကဲအဲ့ဒါကြိုက်တဲ့အကိုတွေမိုက်ဒါလေးကိုချက်ချက်ခြုံငုံပြီးသုံးသပ်ပြီးထိုးလို့ရပါပြီဗျာနော်အကေအားလုံးပဲဒီလောက်ပဲကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကနန်းချုပ်တဲ့နေရာမှာဒီမှာ line လွယ်လို့ညဒီ site တော့မပြနိုင်တော့ခြားဒီ site မပြနိုင်တော့မပြောတော့ဒီထဲမှာတင်ထိုးခြင်းတဲ့အကိုဒီမှာတွေကကျွန်တော်တို့ဒီကနန်းရဲ့အလိုက်တိုင်းပါနော်ပြန်ပြီးချုပ်ပြီးတော့ထိုးရတယ်ကျွန်တော်က82ပေါ့ဒီကလုံးမှန်ရခွန်ပိုင်းရှိတယ်နှစ်ပိုင်းရှိတယ်ဆို82တစ်ခွက်ကောင်းပေါ့တကယ်လို့သူကြောင်ထွက်လာရင်24ဒါ main ဖြစ်မှာ